Asa Clay Guadilla say Anome Migana Bacamia Son the Megano Sata Clay Pibaracamia Tunho de Ne Chatame Hilegano Patane Chamayo Liba Pibaracamia Chila Sako, Yezo, General Matali Moliba Macamia, Yezo, John Letter Iso Bacamia, or just in Law. Patao Liba Macamia, Pataro, Golo Gine, Don Sili Bomotibro, Lina Maracamia, General, General Nita Dep on the Lemio, General Lita Rapi Baracamia. So, Colongo leap beat up so you know, General, Jinetta saying it all, see your dancing Biba Macamia. So you doesn't be not General Ayadali Taba Macamia, Sa Taba Macamia, Nanimo and Taba Macamia, Sunday Nimogo, General Yoga Neva Macamia, General Johnny P. No Canary, Nataba Macamia, Ayadali Day, at that saying it, see me when down or not. Be not General Chimamele Chiba Macamia. Chimamela General Nazi Talaba Macamia.
တော့စောက်အနေနဲ့ထည့်ပြီးတော့ဆေးထားပါတယ်ခင်ဗျာပုံမှန်တွေဒီဝအောင်လို့ဆိုပြီးတော့ကျွန်တော်စောက်ထည့်ပြီးတော့ဆေးထားဖြစ်ပါတယ်ခင်ဗျာချွေလည်းပြီးပါပါခင်ဗျာမတော့ဘူးလေကျွန်တော်တို့နှက်ထားပါတယ်ခင်ဗျာဒီခုပြီးလို့ရှိရင်ကျွန်တော်တို့ဟင်းချက်ဖို့အတွက်အနေလေးလိုပါတယ်ခင်ဗျာအနေချက်ဖို့အတွက်ကျွန်တော်တို့ဘာတွေပါဝင်လဲချက်လိုက်ကြည့်လိုက်ကြပါခင်ဗျာချက်သွန်ကြီးပါမယ်ခင်ဗျာအနေချက်ဖို့အတွက်ကျွန်တော်တို့ချက်သွန်ကြီးထည့်ပါမယ်ချက်သွန်ကြီးရဲ့ပြီးရင်ကျွန်တော်တို့ချက်သွန်ဖြူငါတင်းကြီးနဲ့ငါသီးစဲအောင်ကျွန်တော်တို့နည်းနည်းလေးထည့်ပြီးတော့ကျွန်တော်တို့ဒီပလန်နာထဲမှာထည့်ပြီးတော့ကျွန်တော်ကြိုက်ပါမယ်ကြိတ်ပါမယ်ခင်ဗျာကြိတ်သွားပြီဆိုလို့ရှိရင်တော့ပန်းတစ်ခုတည်းမှာကျွန်တော်တို့ထည့်ထားပါမယ်ခင်ဗျာချက်တဲ့ခါကြလို့ရှိရင်အဲ့လိုတခုထည့်လို့ရအောင်လို့ဆိုပြီးကျွန်တော်ပန်းထဲမှာထည့်ပါမယ်ခင်ဗျာဒါတော့ချက်ဖို့အတွက်ကျွန်တော်တို့ ready ဖြစ်ပါပြီခင်ဗျာချက်ဖို့အတွက်ဒီကိုကျွန်တော်စီပူအောင်ထားပါမယ်ခင်ဗျာကျွန်တော်စီပူရတဲ့အချီကိုကျွန်တော်တို့စောက်ပါမယ်စီပူလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုနကကြိတ်ထားတဲ့ချက်တုံးရဲ့ချက်တုံးဖြူရဲ့အရောက်ဒီအနည်းနဲ့အစင်ကိုကျွန်တော်တို့ထည့်ပြီးတော့စီတက်ပါမယ်ခင်ဗျာစီတက်တဲ့အခါမှာဒီအနက်လေးမွေးတာဒီချီကျွန်တော်ကတော့မွေးပြီးတော့စောင့်ပါမယ်ခင်ဗျာကျွန်တော်တော့အယောင်ဒီဘုံနည်းနည်းထပ်ပါတယ်အယောင်နည်းနည်းလေးတက်သွားအောင်ပေါ့နော်နည်းလေးမွေးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအတိနဲ့ထားတဲ့ဝတ်သားကိုကျွန်တော်တို့ထည့်ပါမယ်ခင်ဗျာတော့ကိုလည်းပဲကျွန်တော်တို့အသာနိုးတဲ့အထိကျွန်တော်တို့ဝင်ပြရပါမယ်ခင်ဗျာလေးနူးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စီကြော်ထားပြီးသားတဲ့ချမောင်ရွက်လေးကိုကျွန်တော်တို့ပတ်သားဝထဲကိုထည့်ပါမယ်ခင်ဗျာမချက်သေးလို့တော့ဆောင်းရတာပေါ့နော်စိတ်ထဲမှာတော့ကျွန်တော်တော်တော်လေးစားချင်နေပြီအဲ့ဒါလည်းနှာခေါင်းထဲကိုကြောက်လာတာတော်တော်လေးကိုဝေးရရအ
သားရောချင်မရွယ်လေးပါနည်းနည်းနိုးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရသာလေးကိုကျွန်တော်တို့ထည့်ပါမယ်ခင်ဗျာအရသာကတော့ကျွန်တော်ကတော့စားနဲ့အချုံလို့ပဲဒီမျိုးပဲသုံးထားပါတယ်ခင်ဗျာအင်ဂျက်ပုံစံလေးမျိုးပါနော်ဆိုတော့ကျွန်တော်ကတော့6ဆုံးထည့်ထားပါတယ်ခင်ဗျာချုံဖို့လည်းပဲထုံနေတူပါပဲကျွန်တော်6ဆုံးထည့်ထားပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့အချိုးစားတိုင်းကျွန်တော်ထည့်တာပါနော်အရသာကတော့ကွတီပါပဲဆိုရင်ကျက်သွားတဲ့အနေထားရပါဘူးเนาะကျွန်တော်ကတော့ဇာတ်လုံးတစ်ခုထဲမှာကျွန်တော်ကတော့လဲထားမှာဖြစ်ပါတယ်ခင်ဗျာအနံ့လေးကတော့တော်တော်လေးမွေးတယ်ပေါ့နော်ကျွန်တော်လည်းတော်တော်သေးကြနေပါပြီဒီခင်ကျက်ပြီးရင်တော့ကျွန်တော်လည်းဝိုင်းဆွဲတော့မှာပေါ့ဗျာဘိုက်ကလည်းတော်တော်လေးစားနေပြီကဲဒါကတော့ဒါနဲ့အချိန်မှလည်းဟင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တော့ကြည့်ရင်းနဲ့တော့တည်ကြနေပါပြီကဲလာရွေးစားကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ